ငါဆိုတဲ့အတွေးကိုမတွေးပဲနဲ့ယုံနာခန္ဓာဆိုတာဘဝတစ်ခုဆိုတာအဆုံးသတ်မှကြည့်တယ်ငါလည်းမရှိဘူးငါဟာလည်းမရှိဘူးသူ့တဘာဝအတိုင်းသူဖြစ်တာဖြစ်နေတဲ့အရာပေါ်မှာငါဂရုစိုက်เสียမလိုဘူးငါဂရုစိုက်ရမှာကဘာလဲလို့ဆိုရင်ငါရဲ့တဏ္ဍာမှာရှိတဲ့တတိတရားတွေဝီရိယတရားတွေပညာတရားတွေထက်သန်အောင်ဂရုစိုက်ရမှာလို့ဒီလိုအတွေးမျိုးနဲ့တွေးလို့ရှိရင်လေဒါဓမ္မကိုဖော်ပြတယ်လို့ဒီလိုဆိုရတော့အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်တော့ခုနကအမြဲတမ်းကြောက်เสียကောင်းတဲ့အခြေအနေမျိုးတွေနဲ့ကြုံရတတ်တယ်တခါတရံဘဝဆိုတာအမြဲတမ်းကြောက်เสียကောင်းတတိကောင်းကောင်းနဲ့အေးချမ်းချမ်းနဲ့တည်သွားတဲ့ပုဂ္ဂိုလ်မျိုးတွေမရှိဘူးလားရှိတယ်တရားလေးနှလုံးသွင်းပြီးတော့အေးချမ်းချမ်းနဲ့တည်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်သို့တော့တခါတရံကြလို့ရှင်တတိတွေလက်လွတ်ဖြစ်ပြီးတော့တည်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်စကိုင်းတောင်ရိုးမှာဆိုလို့ရှင်ဆရာတော်တစ်ပါး2 နှစ်နိဗ္ဗာန်အဆိုင်မှာဖြစ်ပြီးတော့ဘာမှကိုမသိတော့တဲ့အနေထားဒီလိုဖြစ်ပြီးတော့မှနောက်ဆုံးဘဝတစ်ခုဆုံးသတ်သွားတယ်ဘဝဆိုတာဘယ်လိုမှပြောလို့မရကြောက်เสียအမှန်တန်ကောင်း